ကလေးတွေရဲ့မိထွေးဟာကလေးတွေကိုယုံသားဟင်းနဲ့ညစာစားခိုင်းတဲ့အခါကလေးတွေကအံ့ဩနေကြပါတယ်။ဘာကြောင့်လဲဆိုတော့အရင်ကဆိုသူတို့မောင်နှမတွေကထမင်းတောင်တက်မှန်အောင်မစားခဲ့ရပဲအသားဟင်းစားရဖို့နေနေသားသားအသီးရွက်တွေပဲစားခဲ့ရတာပါ။အကိုကြီးကလည်းအရင်တုန်းကငါတို့ကိုအရွက်တွေပဲစားရမယ်ထမင်းဝအောင်စားဖို့စိတ်မကူးနဲ့လို့ပြောခဲ့တာမဟုတ်လားလို့သူ့မိထွေးကိုပြန်မေးလိုက်ပါတယ်။ထိုအခါမိထွေးကလည်းအရင်တုန်းကပြောတဲ့စကားတွေကိုအပြစ်မယူပါနဲ့အခုစားမှဖြင့်စားပါစကားကိုနှစ်ခါပြောရအောင်မလုပ်ပါနဲ့လို့ပြောလိုက်မှပဲကလေးတွေကထမင်းစားကြပါတယ်စားရင်တောက်ရင်းနဲ့ပဲအသားမစားရတာကြားတဲ့ကလေးတွေဟာအသားစားရတာကောင်းကြောင်းကိုပြောနေကြပါတယ်ထိုအခါအမျိုးသမီးကသူမရဲ့မူလခန္ဓာကိုယ်ပိုင်ရှင်ဟာအရင်ကဆိုဘလောက်တောင်ရက်ဆက်လဲဆိုတာကိုခံမှန်းမိပြီးကလေးတွေကိုတနာနေပါတော့တယ်ခဏကြာတော့ကလေးတွေထမင်းစားပြီးချိန်အကိုကြီးကစိတ်ထဲကနေတွေးနေပါတယ်ထမင်းစားပြီးပြီဆိုတော့အမှားဝင်ခံခိုင်းတာဒါမှမဟုတ်ခံဝင်စားရေးခိုင်းတာသို့မဟုတ်သူ့အဖေသေးဆုံးမှုကြောင့်ရခဲ့တဲ့ရော်ချင်းငွေတွေကိုပေးခိုင်းတာတခုခုတောင်းဆိုလာနိုင်တယ်လို့စိတ်ထဲမှာတွေးနေမိပါတယ်ဒါပေမဲ့အမျိုးသမီးပြောလိုက်တဲ့စကားဟာကဲဒီနေ့ယုံသားကိုငါပဲရှာလာခဲ့တာဟင်းကိုလည်းငါပဲချက်ခဲ့တာအဲ့တော့နင်တို့နှစ်ယောက်ကတော့မိမွေးဖို့တာဝန်ယူရမယ်ဆိုပြီးကောင်လေးနှစ်ယောက်ကိုပြောပါတယ်ငယ်မလေးကတော့ပန်းကန်တွေစေးမဲ့တာဝန်ကိုတင်မဲယူလိုက်တော့ငါကတော့ရေသွားချိုးတော့မယ်ဆိုပြီးပြောလိုက်ပါတယ်ဒီစကားကိုကြားသွားတဲ့အခါမှာတော့သူတို့မောင်နှမ၃ယောက်ကမထင်မှတ်ထားတဲ့စကားကိုကြားပြီးတော့အံ့အားသင့်နေကြပါတယ်အကိုကြီးကဆိုဒါပဲလားလို့မေးမိတဲ့အထီတောင်ပါပဲအမျိုးသမီးကဗာလဲနင်ကဒါလေးတောင်တာဝန်မယူနိုင်ဘူးလားလို့ပြောတဲ့အခါအကိုကြီးကမလုပ်ဘူးလို့ပြောတာမဟုတ်ပါဘူးဆိုပြီးအမြန်ပြန်ပြောလိုက်ပါတယ်ထို့နောက်အမျိုးသမီးထွက်သွားတဲ့အခါမောင်နှမ၃ယောက်ကထို့အမျိုးသမီးထူးဆန်းနေတယ်ဆိုပြီးတော့တယောက်တစ်ခွန်းနဲ့ပြောဆိုကြကအိမ်အလုပ်တွေကိုလက်ဆက်တက်နေကြပါတယ်ကလေးတွေအိမ်အလုပ်လက်ဆက်တက်နေတဲ့အချိန်မှာပဲအမျိုးသမီးကအိတ်ခမ်းထဲဝင်သွားပြီးအနားယူမဲ့ပြင်းနေချိန်မှာပဲသူမရဲ့အခန်းပေးနားမှာအမျိုးသားတဦးအချက်ပေးနေတဲ့အတန်ကိုကြားလိုက်ရပါတယ်တကယ်တော့သူမဟာသူမဖတ်နေတဲ့ဝတ္ထုစာအုပ်တွေကိုရောက်ရှိလာတာဖြစ်တဲ့အတွက်ဒီအချက်ပေးတန်ကသူမရဲ့မူလခန္ဓာကိုယ်ပိုင်ရှင်ကဖောက်ပြန်ဖို့အတွက်လုပ်နေတဲ့အချက်ပဲတန်ဆိုတာကိုသိသွားပါတယ်ဝတ္ထုရဲ့ဇလန်းထဲမှာတော့ထိုအမျိုးသမီးရဲ့လုပ်ရက်တွေကိုခင်ပွန်းရဲ့ညီကသိသွားပြီးအဆက်တက်ကွဲအကျိုးနဲ့ဖြစ်အောင်လုပ်ပြီးတက်ပစ်လိုက်တာပါဒါပေမဲ့သူမဟာလက်တွေဘဝကလာတဲ့သူဖြစ်တာကြောင့်ဒီဖြစ်ရက်တွေကိုအဖြစ်မခံပဲအိမ်နီးနားချင်းတွေကိုအတိပေးတဲ့အနေနဲ့တက်တည်ရအောင်အတန်အကျကြီးអော်ပြီးကြာကူလီကောင်ကိုဓမျက်စီးနဲ့ဆွဲရိုက်ကတခိုးပြုတ်တခိုးဆိုပြီးရိုက်ပါတော့တယ်ပတ်ဝန်းကျင်လူတွေကလည်းစူဝေးရောက်ရှိလာကြပြီးတခိုးပမာလဲမေးကြတဲ့အခါထိုးကြာကူလီကောင်ကတခိုးမဟုတ်ပါဘူးကျွန်တော်ဘာလို့ပြောတဲ့အခါမင်းကဘာလို့ဒီကိုရောက်နေတာလဲလို့မေးကြပါတယ်ဒီတော့အမျိုးသမီးကိုလက်ညှိုးထိုးပြီးသူကငါနဲ့အတူအိတ်ဖို့ခေါ်ထားတာအခုမှမျက်နှာပြောင်တိုက်ပြီးမသိတယ်လို့လုပ်နေတာလို့ပြောပါတော့တယ်ထိုအခါရွာသားတွေကလည်းဝိုင်းပြီးအတင်းတုတ်ကြပါတော့တယ်အပိုင်းအသေးကြည့်ချင်ရင်စက်တင်ပေးရအောင်မလားပြောပေးခဲ့ကြပါအောင်ဗျ